အမျိုးများလုံးမင်္ဂလာပါဗျဒီနေ့ဟာ10 လပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျဒါလွန်ခဲ့တော့3-4 ရက်ကအိုမန်ကိုအိမ်ပေါ်သွားလှုပ်တဲ့အမျိုးသမီးဒါတားတုံးရောင်ရဲ့မိခင်ပေါ့နော်ကိုရင်3ပါးရဲ့မိခင်ကရင်တိုင်းရင်တူတူပေါ့နော်ကရင်တိုင်းတူတူကိုဦးစင်းတို့ကအိုမန်မှာပေါ့နော်ဒုက္ခရောက်ဒီအကျွေးတရားမပေးနိုင်ဘူးပေါ့ဗျာနော်အကျွေးတရားမပေးနိုင်တော့ဒါမွတ်စလင်ဘာသာတွေကိုဒါဝင်ရတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့အခုအဝင်ရတဲ့တစ်ခါကိုဦးစင်းတို့ဆောက်ရအကုန်လုံးကူညီပေးလိုက်တဲ့အတွက်ကြောင့်ဒီည7 နာရီ12 နာရီဆိုလာတို့လင်းစီးပြီးမှဒါမြန်မာပြည်ကိုပြန်ရောက်မှာပါဗျာနော်အဲ့တော့တရားလုံးကော်လိုလာဆိုတော့ဦးစင်းတို့ရောကြေးကတော့80နီးပါးပေးလိုက်ရတယ်ပေါ့ခရီးစိလင်းကတော့20ကျော်ဆိုတော့တရားနီးပါးပဲပြောရတော့ဗျာနော်တရားနီးပါးပေါ့အဲ့ဒါကိုဦးစင်းတို့ဒါဦးစင်းကတာရိပေါဝန်တာနုပရဟိတအတင်းဆိုပြီးထောင်ထားတာတာရိပေါဝန်တာနုပရဟိတအတင်းအဓိကအပြင်တော့နိုင်ငံရဲ့သူရဲကောင်းတွေနိုင်ငံရဲ့ပါရမီရှင်တွေနိုင်ငံကိုအကျိုးပြုတဲ့သူတွေကိုပေါ့နော်ဒါထောက်ပံ့မှုဆိုတဲ့အဓိကလူရင်းကိုဦးစင်းတို့ကတည်ထောင်ထားတာဖြစ်တယ်အဓိကတည်ထောင်ထားတာဖြစ်တယ်ဒါတာရိပေါဝန်တာနုဆိုတော့မြို့ချစ်စိတ်ပဲလေဒါဗုဒ္ဓဘာသာတရားအနေနဲ့အကျွေးမပေးနိုင်လို့သူများဘာသာတဲ့ဝင်ရတယ်ဆိုတဲ့အဖြစ်မျိုးတော့ဦးဇင်းတို့ကအဖြစ်မခံနိုင်ဘူးပေါ့နော်အဖြစ်မခံနိုင်အားကြောင့်ဦးဇင်းဒီဓာတိပေါဝန်တာနုတွေကနေမှရန်ကုန်မှာဆိုရင်ဦးဇင်းတငယ်ချင်းဥတုစိတ်တာကိုဦးဇင်းကဒါရန်ကုန်ရဲ့အောက်ပြမရဲ့ကိုယ်စလဲလွှဲထားတယ်ပေါ့နော်ဒီမန္တလေးမှာဆိုရင်ရှင်အိမ်နကပေါ့မြို့ချစ်ရဟန်းဓမ္မကရဲ့ဒါလူဥက္ကဋ္ဌရာယူထားတယ်ပေါ့နော်လူငယ်ပေမဲ့အစိတ်လဲပြင်းပါတယ်တတိလဲကောင်းပါတယ်ရည်ချင်းလဲရှိပါတယ်ပေါ့နော်သူလည်းဦးဇင်းလွှဲထားတယ်တူကနေတစင်အကုန်လုံးဝိုင်းဝန်းပြီးရန်ကုန်ကတငယ်ချင်းဥတုစိတ်တာကနေမှဒါတုစိတ်တာကနေမှလှုပ်တယ်ပေါ့လှုပ်တော့အောင်အကုန်လုံးအဆင်ပြေသွားတယ်ပေါ့နော်အဲ့ဘာပြောဆက်ဆက်ရအကုန်လုံးဝိုင်းဝန်းကူညီပေးတဲ့သူတွေအားလုံးကိုလည်းဒါကျေးဇူးတင်ပါတယ်ဦးဇင်းတို့လည်းပတ်စံကုန်တာမမြင်မဲနဲ့အတိုင်းထက်ဝမ်းတာပီတိဖြစ်မိတယ်တာရိပုဝန္တာနုပရိဒအတင်းကဒလို့အမျိုးသမီးတယောက်ဗုဒ္ဓဘာသာကနေအစ္စလာမ်ဘာသာကိုပတ်စံပေးနိုင်လို့ဝင်ရတယ်ဆိုတဲ့အနေအထားတစ်ခုကိုကယ်နိုင်တဲ့အတွက်ကြောင့်ဆောက်ရှောက်နိုင်တဲ့အတွက်ကြောင့်ကူညီပေးနိုင်တဲ့အတွက်ကြောင့်အစာပေါင်းများစွာအတိုင်းထက်ပတ်စံကုန်တာထက်အတိုင်းထက်ဦးဇင်းတို့ဝန္တာပီတိဖြစ်မိတယ်ဝန္တာပီတိဖြစ်မိတယ်အဲ့ဒီဘဝန္တာနုပရိဒတင်ထောင်ပြီးရမထောင်ခင်ကလည်းဦးစင်းဟာဒီကတော့တမတော်သားတွေရှေ့တန်းစစ်မြေပြင်နေမှာအားလုံးလှူဒန်းနေဆိုတာလေအခုတော်တော်များများအခုတိုက်မှုဆိုရင်40နှစ်တည်ဖြစ်ကြတယ်နော်40